မင်္ဂလာပါကိုတိုင်းမိတ်ဆွေပေါင်းသူတော်ကောင်းတို့မင်္ဂလာပေါင်းတွေဟူသည်မြမင်္ဂလာအကောင်းတွေဟူသည်မြရရှိခံစားနိုင်ကြပါစေဗျာကျွန်တော်ဒီနေ့ကိုတိုင်းမိတ်ဆွေပေါင်းသူတော်ကောင်းတို့ကိုအရက်ဒေတာနဲ့ပတ်သက်တဲ့အကြောင်းပေါ့ရေရာလေးတစ်ခုပေါ့နော်အဲဒါကျွန်တော်ပြောပြချင်ပါတယ်ဥမာဘုံမိရက်လို့လည်းခေါ်တာပေါ့ဗျာအကဲမိတ်ဆွေကတနင်္ဂနွေသားသမီးဖြစ်ခဲ့မယ်ဆိုရင်တောင်မဲ့ရက်ပေါ့တောင်မဲ့ရက်ကိုမနေသင့်ဘူးပေါ့အဲ့ဒီအရက်ကိုမျက်နှာမမူသင့်ဘူးပေါ့နော်မမူသင့်ဘူးဘာကြောင့်လဲဘုံမိရက်ဖြစ်လို့တနင်္ဂနွေသားသမီးတွေဟာတောင်မဲ့ရက်တနင်္လာသားသမီးတွေဟာအနောက်တောင်ရက်အင်္ဂါသားသမီးတွေဟာအနောက်ရက်ဗုဒ္ဓဟူသားသမီးတွေဟာအနောက်မြောက်ရက်ကြာတာပရိသားသမီးတွေဟာအရှေ့မြောက်ရက်တောက်ကြာသားသမီးတွေဟာအရှေ့တောင်ရက်စနေသားသမီးတွေဟာမြောက်ရက်အဲ့ဒီအရက်ဒေတာမှာမနေသင့်ဘူးအိမ်နေဆိုရင်အဲ့ဒီအရက်ဒေတာကိုမျက်နှာလှည့်တဲ့အိမ်တွေမှာအိမ်တော်ဦးစီးတွေအနေနဲ့မနေသင့်ဘူးပေါ့အချို့ကမဖြစ်မနေကိုကအိမ်ပိုင်ရှင်မဟုတ်ဘူးအိမ်ငှားနေရတယ်နော်အိမ်ငှားနေရတယ်အဲ့တော့အိမ်တော်ဦးစီးနေတဲ့အရက်ဟာဥမာစနေသားသမီးဆိုပါဆိုအိမ်တော်ဦးစီးရဒါဆိုရင် तू ကမြောက်ရက်ကိုအိမ်ငှားနေမိတယ်ဆိုပါစို့ဒါဆိုရင် तू ဘာလို့ရေရလောက်အောင်မလဲပေါ့နော်အဲ့ဒါဆိုရင်ရေရလောက်မဲ့အကြောင်းအရာကိုကျွန်တော်အနည်းငယ်ပြောပြပါမယ်နော်အကောင်းဆုံးကတော့ဘုံမိရမနေတာအကောင်းဆုံးနော်မနေရအကောင်းဆုံးမဖြစ်မနေနေခဲ့ပြီဆိုရင်နော်လောက်ရမယ့်ရေရကိုကျွန်တော်ပြောပါမယ်တနင်္ဂနွေသားသမီးတွေကမင်းမျိုးပန်းနော်အတာအိုးလေးနဲ့မင်းမျိုးပန်းနေတအိုးသာလှနေအောင်ထိုးထားရမယ်နော်အပွင့်ရေတွက်မလို့ဘူးနော်ဥမာကြာတာပေးမင်းမျိုးပန်းကြာတာပေးမို့လို့နော်16ပွင့်မလို့မင်းမျိုးပန်းအတာအိုးနဲ့အပြည့်ထိုးရမှာလှနေအောင်ထိုးရမယ်တနင်္လာသားသမီးတွေကရွက်လှပန်းလေးကိုလှနေအောင်ထိုးမယ်အတာအိုးနဲ့နော်အင်္ဂါသားသမီးတွေကတစ်စပန်းနော်ဗုဒ္ဓဟူသားသမီးတွေကအုံဘူးတို့အုံမန်းတို့ကြာတာပေးသားသမီးတွေကစပယ်ပန်းဇော်လုံးတို့ဇော်စိမ့်တို့ပေါ့နော်တောက်ကြသားသမီးတွေကနှင်းစီပန်းစနေသားသမီးတွေကဂန့်ကော်ပန်းနော်အဲ့ဒီပန်းလေးတွေကိုမိမိတို့အိမ်ဖေရမှာလှနေအောင်ထိုးထားခြင်းအပြင်နော်ဘုံမိအရက်မှာမဖြစ်မနေခဲ့ရတယ်ဆိုရင်အဲ့ပန်းလေးထွင်အညံ့နေပြေပြောက်ပါတယ်ဗျာကဲဒါဆိုရင်ဟုတ်ပြီဗုဒ္ဓဘာသာတွေအတွက်တော့အိမ်ဖေရမှာလှူလို့ရတာပေါ့ဘာသာကြားတွေဖြစ်ခဲ့မယ်ဆိုရင်ရောဘာသာကြားတွေအတွက်ကတော့ဘာလုပ်ရမလဲဆိုတော့ကိုနေတဲ့အိမ်ရဲ့အမြင့်တနေရာမှာပေါ့နော်အမြင့်တနေရာမှာဟိုကကျွန်တော်ပြောတဲ့ပန်းလေးတွေကိုလှနေအောင်နော်ထိုးထားခြင်းအပြင်အညံ့နေအလုံးပြေပြောက်သွားပါမယ်နော်ကဲခွန်သားမိတ်ဆွေပေါင်းသူတော်ကောင်းတို့ဘုံမိရက်ကိုဖြစ်နိုင်ရင်တော့မနေပါနဲ့ကံကောင်းကြပါသေးလို့ဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ဗျာ